여러분, 맨နေ့တုန်းက 여러분တို့ဖွင့်ချင်တိုင်းဖွင့်ပြီးသွားပြီဆိုတော့ဒီနေ့အဲ့ဒီဖွင့်ထားတဲ့ဟာလေးတွေကိုပြန်ပိတ်လိုက်ရအောင်ဆိုတော့ပိတ်တဲ့ဟာကလည်းအမျိုးမျိုးရှိရဆိုတော့ဘယ်စကားလုံးလေးတွေကဘယ်ဟာနဲ့ပိတ်ရမလဲဆိုတော့ဒီနေ့ပြပြပေးမယ်အဆုံးထိကြည့်သွားအောင်နော်နံပါတ်1 문을 닫아요 문을 닫아요 맨니 책을 덮어요 책을 덮어요 नंबर 2 눈을 감아요. 눈을 감아요. नंबर 4 우산을 접어요. 우산을 접어요. တခု နံပါတ် 5ကမိပိတ်တာတော့ကွန်ပျူတာပိတ်တာတော့ဆိုလို့ရှိရင်တော့ကတ်တာနဲ့သုံးမယ်ဆိုတော့ 불을 꺼요. ဒါမှမဟုတ်လို့ရှိရင် 컴퓨터를 꺼요. ဒီနောက်ဆုံးတစ်ခုကကြတော့အတန်းပိတ်တာတို့အတန်းပိတ်လိုက်ရတာတို့ဆိုလို့ရှိရင် 중간해요 နဲ့သုံးတယ်ဆိုတော့ 수업을 중간해요 အတန်းပိတ်သွားတယ်အတန်းပိတ်လိုက်ရတဲ့လူမျိုးတွေနဲ့သုံးပါတယ်ဆိုတော့ဖွင့်တာရောပိတ်တာရောတည်ပြီးသွားပြီဆိုတော့ဖွင့်တာနဲ့ပိတ်တာနဲ့သက်ဆိုင်တဲ့ meaning လေးတွေကိုသုံးပြီးတော့ comment ထဲမှာ sentence လေးရေးပေးခဲ့ပါအောင်နော်ဆိုတော့ဒီနေ့တော့ဒီလောက်ပါပဲ bye bye